ဒီကိုရီးယားကကြည့်ရတော်တော်ကောင်းတာပဲကြည့်ကောင်းကောင်းနဲ့ကြည့်နေရဘယ်နှနာရီတောင်ရှိနေပြီလဲမသိဘူးခန္ဓာကိုယ်တောင်မှညောင်းကြိုက်လာပဲမမမိမိပြင်းလို့လေမိတို့ကစားကြရဘာကစားမှလဲကစ်တီရဲ့ကစ်တီနဲ့မမနဲ့ဒီအိမ်မှာ2ယောက်တည်းရှိတာဘလို့ကစားမှလဲထုံးစံတိုင်းအရင်တိုင်းကစားနေကြနီးတွေကလည်းစုံနေပြီဆိုတော့2ယောက်တည်းကြပြင်းစရာကြီးလေကစ်တီရဲ့မမလေမိမိကိုဘူဘူနဲ့မိမိကိုခေါ်လိုက်မယ်လေမိမိကိုတူတူပေါင်းတိုင်းကစားကြမယ်လေတူတူပေါင်းတိုင်းအဲ့ဟာတော့မမတို့မစော့ဖြစ်တာတော်တော်ကြာနေပြီနော်စော့ကြမယ်လေအဲ့ဒါဆိုလို့ရှင်လေကစ်တီဖုန်းဆက်လိုက်လေသူတို့မမတရားနေစောင့်နေလိုက်မယ်ဟုတ်ကဲ့မမအဲ့ဆိုမိမိတခါဖုန်းဆက်လိုက်တော့မယ်ဟယ်လိုဘူဘူလားမသိဘူးဘူဘူရေကစ်တီတို့ရေလေတူတူပေါင်းတိုင်းကစားကြအောင်မလို့ပေါင်းမလားအဲ့ဒါလက်ပြောပါမယ်ဆိုလို့ရှိရင်ကစ်တီကိုတခါလာခဲ့နော်အေးအဲ့ဒါဆိုရင်ငါ့ကိုလာခဲ့လိုက်မယ်လေငါလေးဒီမှာတင်ချာရင်မတွက်ချင်လို့ပြင်းနေရတဲ့အတော်ပဲတင်ချာတွက်မဲ့အစားတူတူပုံနိုင်မဲ့လာဆိုပို့ပြီးတော့ပြောဖို့ကောင်းမယ်လာခဲ့မယ်ငါ့ကိုလာခဲ့မယ်ဟိုအီဒီယာကိုမအောင်ဘူးဟာအီဒီရောခေါ်လို့မရဘူးထင်တယ်ငါတယောက်တည်းလာခဲ့မယ်လေနော်ဒါပဲဘူဘူကလာမယ်လို့ပြောရဲအခုမိနီကိုဖုန်းဆက်ရမယ်ဟယ်လိုမိနီကိုအိမ်ရလားမသိဘူးမိနီရေဒီမှာလေတူပေါင်းနိုင်ကစားကြမလို့မမစနိုဖီရဲ့ကစ်တီရဲ့ဘူဘူလည်းပါမှာမိနီလည်းပါမယ်ဆိုလို့ရှိရင်ကစ်တီကိုလာခဲ့လေလာခဲ့မယ်ကစ်တီရေမိနီလည်းပြင်းနေရအခုတင်ချာရောအကုန်တွက်ပြီးသွားပြီအိမ်ရိုင်လည်းပြီးသွားပြီနောက်ထပ်3ရက်ရှာလို့လည်းရှာရကျွလုပ်ပြီးသွားပြီဆိုတော့လာခဲ့မယ်မိနီမမစနိုဖီအိမ်ကိုလာခဲ့မယ်နော်ဒါပဲမမရေမိမိရဲ့ဖုန်းနဲ့ဆက်ပြီးသူတို့တွေကလည်းကစားကြမယ်တဲ့ပြီးလို့ရှိရင်အိမ်ကိုလာခဲ့မယ်လို့ပြောရဲမိမိဒီကပဲစောင့်နေကြမယ်နော်ဟုတ်ပြီကစ်တီအဲ့ဆိုရင်မမတို့ဒီကနေမယ်စောင့်နေကြမယ်ကဲဘိုးရောမိနီရောရောက်လာပြီဆိုတော့မမတို့တွေတူတူပုံတိုင်းစပြီးရောကစားလိုက်ကြမယ်ဒါဆိုမမစနိုဖီလိုက်မလားယင်မမမလိုက်ပါဘူးကစ်တီလိုက်လေမဟုတ်ရင်လည်းဘိုးကိုလိုက်ခိုင်းလိုက်မဟုတ်ရင်မိနီလိုက်လေကစ်တီကမလိုက်ချင်ပါဘူးကစ်တီကပုံချင်တာဘူလည်းတူတူပုံတိုင်းစော့မယ်ဆိုရောလာတာလေအဲ့ဒါပုံချင်တာမလိုက်ချင်ဘူးမရှာချင်ဘူးဟုတ်တယ်မိနီလည်းပုံချင်တာဟာအကုန်လုံးကပုံချင်နေရဆိုလိုက်မဲ့လူမရှိဘဲနဲ့ဘလို့ကစားမှာလဲနေပါအောင်မတ်စနိုဗီတခုစဉ်းစားမိရဲ့မတ်စနိုဗီကိုဒီမှာနေတော့အောင်နက်ကိုခေါ်လိုက်မယ်ခေါ်ပြီးတော့မှအောင်နက်ကဘသူ့နာကိုကတ်မလဲဆိုတာကိုအဲ့ပုံမူတီးပြီးတော့မတို့ဆုံးဖြတ်ကြမယ်လေအကယ်လို့အောင်နက်ကကစ်တီနာကိုသွားတယ်ဆိုရင်ကစ်တီလိုက်ရမယ်မတ်စနိုဗီနာကိုလာရဆိုမတ်စနိုဗီလိုက်မယ်ကဲဘလို့လဲအောင်နက်ကိုခေါ်လိုက်ကြမယ်အဲ့ဆိုခဏဆောင်ဘူအောင်နက်ကိုသွားပြေးခေါ်လာအောင်မယ်ခဏလေး A few moments laterကဲအောင်နဲ့တော့ရောက်လာပြီအောင်နဲ့အနာကတ်တာနဲ့အဲ့ကက်တဲ့သူကလိုက်ရမှာပဲနော်ကဲအောင်နဲ့ရေမတ်စနိုဗီစီရောမလာနဲ့နော်ကျန်တဲ့3ယောက်စီတာသွားအောင်နဲ့ရေကစ်တီရှိသွားပါမတ်စနိုဖီရှိကိုမလာနဲ့နော်မဟုတ်ရင်လည်းဘိုးဘိုးရှိသွားမဟုတ်ရင်လည်းမိနီရှိသွားမတ်စနိုဖီရှိမလာနဲ့နော်အောင်နက်ကဝေးလေကြုံဝက်နေဟေးဘသူရှိလာမလဲမသိဘူးအောင်နဲ့မတ်စနိုဖီလိုက်ရတော့မှာပဲအောင်နက်ကတော်တော်ရက်ဆက်တာပဲမလာပါနဲ့ဆိုနေမှာခဲအခုတော့မလိုက်ရတော့မယ်တော်ဆိုးရကလေးပဲမတ်စနိုဖီလိုက်ရမယ်ဆိုတာနဲ့ပဲပျော်နေကြတာပဲကဲပါပုံကြမတ်စနိုဖီလိုက်မယ်နော်မတ်စနိုဖီကတစ်ကနေပြီးတော့30ထိអော်မယ်ပြီးလို့ရှင်တူပြီဆိုတာနဲ့တူလို့ပြောရတယ်မမလိုက်ပြီးတော့ရှာတော့မှာနော်ကဲစမယ်နော်1 2 3 4 5 6 9 10တူပြီလားဟဲ့ငါကကြောင်မလေးဆိုတော့ရေနည်းနည်းကြောက်တတ်တာမတ်စနိုဖီလည်းတည်ရဲ့အဲ့ဒါကြောင့်ဒီချိုးကနေမှဒါပုံးနေလိုက်မယ်ဆိုရင်မတ်စနိုဖီလုံးဝရေးမိမှာမဟုတ်ဘူးအဲ့တော့ဒီမှာပဲပုံးနေလိုက်တော့မယ်ငါဒီနေရာလေးမှာပုံးနေလိုက်မယ်ဒီခန်းလေးကအကျယ်ကြီးဆိုတော့အထဲဝင်လာကြည့်အောင်မငါဒီထောက်လေးမှာပုံးညာဆိုမတ်စနိုဖီငါ့ကိုမြင်မှာမဟုတ်ဘူးမပုံးရင်ကောင်းမလဲကွာကစ်တီရလည်းရေချိုးကန်းနဲ့ဝင်သွားတယ်မိနီကလည်းအဝေးလဲကန်းနဲ့ဝင်သွားတယ်ငါပုံးမှုနေရမရှိရဘူးကွာဒုက္ခပါပဲကွာအပြင်မှာသွားပုံးရင်လည်းတန်းမြင်ပါကွာအိုးအကြံရပြီ
ဒီရှေ့ကဗီယိုလေးတဲ့ကိုငါဝင်ပုံးနေရမယ်ဒါကဟင်းတီးဟင်းရွက်တွေတစ်တီးတူတဖူတွေအတီးရထားနေရဆိုတော့တုံတန်ရောဝင်ကြည့်မှာမဟုတ်ဘူးကွာဟုတ်တယ်ဒီဗီယိုကိုငါဝင်ပုံးနေရမယ်ကွာဒါနဲ့ညဂိမ်းစောရများပြီးတော့အိတ်တောင်အိတ်ချင်တာလေကွာဟာအမစနိုဗီယာလိုက်ရှာကြာမလားမသိဘူးဗီယိုရဲဝင်ပြီးတော့တရေလောက်တော့အိတ်လိုက်ပါဦးမယ်ကွာဟာကဲတူပြီဆိုမတ်နိုဗီလိုက်ရှာတော့မယ်နော်အားလုံးပဲလုံအောင်သာပုံးကြပြီတော့ဒီခန်းထဲကနေစပြီးရှာရမယ်လေကားတဲ့ပေါ်တက်လိုက်မယ်ဘသူ့ကိုအရင်စရှာရင်ကောင်းမလဲဘသူ့ကိုပဲစရှာပါအရင်တွေ့ရလူကအရင်မိမှာပဲလုံအောင်သာပုံးကြနော်ကလေးတွေဒီခန်းထဲမှာတော့မရှိဘူးကျန်တဲ့နှစ်ယောက်အကြောင်းကတော့သိမသိဘူးဆိုပေမဲ့ကစ်တီအကြောင်းကတော့ကောင်းကောင်းသိတယ်ကစ်တီဘယ်နေရာမှာပုံးနေလောက်မလဲဆိုတော့မတ်နိုဗီကောင်းကောင်းသိရပေါ့ကစ်တီကိုအရင်ဆုံးရှာရမယ်ဒီအပေါ်မှာမဲရှိမလားမသိဘူးကစ်တီစီမမကအရင်ဆုံးလာပြီနော်ကစ်တီလုံးအောင်သာပုံးပြီးတော့ကစ်တီဘယ်နေရာမှာပုံးနေလောက်မလဲဆိုတော့မတ်နိုဗီကောင်းကောင်းသိတာပေါ့ဟာကစ်တီမိပြီကစ်တီကိုမှရင်ဆုံးမိသွားပြီနော်မမစနိုဗီယာလေမိမိကိုဘာလို့ရင်ဆုံးလာဖမ်းတာလဲပူပူနဲ့မိမိကိုတော့ဖမ်းမှာလားမမစနိုဗီယာလေခုတော့မိဝါးပြီပေါ့ကဲကစ်တီလေးရလေဘာဖြစ်လဲကစ်တီလေးကိုရင်းမိပေါ့ကစ်တီလေးအောင်မှာအကြာကြီးပုံးနေကြမလို့တော့ဘူးပေါ့ကဲမတ်နိုဗီဘဘိုနဲ့မိနီနဲ့ကိုထပ်ပြီးသွားရှာလိုက်အောင်မယ်ကဲဘဘိုနဲ့မိနီရေလုံအောင်တော့ပုံးပါမတ်နိုဗီလာပါပြီကစ်တီကိုတော့မိသွားပြီဆိုတာလေးလဲလှမ်းပြောလိုက်မယ်နော်ကြားရလားတော့မသိဘူးလုံအောင်ပုံးပါဟဲ့မတ်နိုဗီလာပါပြီကဲဒီနှစ်ယောက်ထဲကတယောက်ဘသူ့ကိုရင်တွေ့မလဲပေါ့နေပါအောင်ဘဘိုကိုရင်ရှာရမယ်ဘဘိုကငလဲကောင်လေးအဲ့ကောင်လေးကိုရင်ရှာမယ်ဘဘိုရေလုံအောင်ပုံးဟေးဘဘိုရေဒီမှာများရှိမလားဒီဘက်မှာများရှိမလား runner ဘက်မှာမရှိဘူးဟာရပါရဲ့မတ်နိုဗီယာစိတ်ရှိတယ် toilet ထဲမှာလည်းမရှိဘူးဟုတ်ပြီထပ်ရှာမယ်ဒီဖတင်ရောနဲ့မှာများဘသူများရှိနေမလဲဟဲမီနီမမဘိုးရှာမီနီကိုတွေ့သွားတယ်ဘာပဲဖြစ်ပါအဲ့ဆိုလို့ရှိရင်ကီတီရဲ့မီနီရဲ့နှစ်ယောက်ကိုတွေ့ပြီဆိုမမဘိုးပဲကြံတော့ရယ်ဘိုးကိုသွားရှာရမယ်မတ်နိုဗီယာရဲ့မိနီနဲ့ကီတီကိုဘာလို့ရင်လိုက်ရှာရတယ်ဒုက္ခပါပဲဟိုဘိုးစောကခုထိပုံးနေတော့အဲ့ကောင်ကိုမတ်နိုဗီနဲ့အတူတူမိနီရောကီတီရောအတူတူဝိုင်းရှာပေးမယ်အဲ့ကောင်ဘာမှပုံးနေလဲမသိဘူးဟဲ့โอเคတာဗောမမတယောက်တည်းရှာရင်တော့ကြာနေဦးမယ်မိနီရောကီတီရောဝိုင်းရှာပေးမှာဆိုမမြန်တွေ့ရပါကဲစရှာလိုက်ကြစို့ဘဘိုတယောက်ပဲကြံတော့อ่ะเนาะမတ်နိုဗီတယောက်တည်းရှာမှာလည်းမဟုတ်ဘူးအကုန်လုံး3ယောက်ဝိုင်းရှာကြမှာเนาะဘဘိုလုံးအောင်သာပုံးပြီးတော့ဟဲ့ကဲဘယ်မှာများရှိမလဲဘဘိုလေးမမလာပြီအပေါ်ထဲမှာ2ယောက်လုံးတွေ့သွားတာဆိုတော့ဘဘိုကတော့အောက်မှာများရှိမလားမသိဘူးဘဘိုဒီမှာလည်းမရှိဘူးဟာဘဘိုကလုံအောင်တော့ပုံးနိုင်တာပဲဘဘိုထူးမှာတော့မဟုတ်ဘူးဘယ်ထူးမလဲသူကလုံအောင်ပုံးနေမှာပေါ့ငလဲလေးကဲရှာမယ်ဒီနားမှာလည်းမရှိဘူးဟာLater that night ကဲမိနီနဲ့ကီတီရေတွေ့လားမတ်နိုဗီတော်တော်ပင်ပန်းနေပြီဘဘိုတော်တော်ပုံးနိုင်တာပဲညတော့မှမိုးချုံနေပြီသူ့လုံးဝမတွေ့ဘူးမိနီကိုလည်းခုထိရှာလို့မတွေ့သေးဘူးကီတီလည်းမတွေ့ဘူးတဲ့ဒုက္ခပါပဲဘဘဘယ်ရောက်နေလဲမသိဘူးခုထိသူထူးလို့လဲထူးလည်းမထူးခေါ်လို့လည်းမရဘူးဘလို့ဖြစ်နေပြီလည်းမသိဘူးနော်နေပါအောင်မတ်နိုဗီတခုစဉ်းစားမိတာဘဘကတူပုံးနေနေမြန်သူအိမ်မြန်းပြန်သွားလားလို့ပေါ့ဒါပေမဲ့ခြံတကားကြီးရတယ်ဒီတိုင်းပဲဆိုတော့ခြံလည်းမကြော်တက်နိုင်ပါဘူးနော်ဒီကောင်လေးကအိမ်ထဲမှာများတနေရာမှာတခုခုမြန်ဖြစ်နေမလားမသိဘူးနော်မတ်နိုဗီပြောရင်းနဲ့အောင်တော်တော်စိတ်ပူလာပြီအခုမီနီရောကီတီရောကမတွေ့ဘူးဆိုတော့မတ်နိုဗီလည်းတိမ်လုံးရှာတော်တော်နှံ့နေပြီ3ယောက်ပေါင်းရှာတာအောင်မတွေ့ဘူးဆိုတော့မမတော်တော်စိတ်ပူနေပြီအဲ့ဒီတော့ဘဘိုးအိမ်မှာကိုစမတ်နဲ့အီတီနဲ့ကြံခဲ့မယ်မလားမသူတို့ကိုသွားပြီးအကူညီတောင်းပြီးတော့ဘဘိုးကိုကူရှာခိုင်းရင်ကောင်းမလားဟုတ်ကဲ့မမအဲ့ကြံကောင်းတယ်မိမိနဲ့မိနီရဲ့အိမ်မနေခဲ့နေနဲ့ဆက်ရှာပေးမယ်လေမမကကိုစမတ်နဲ့အီတီနဲ့ကိုခေါ်ပြီးပြန်လာခဲ့နော်ကိုစမတ်ရှိလားမသိဘူးစနိုဖီပြောစရာလေးရှိလို့အရေးကြီးလို့ပါကိုစမတ်စနိုဖီဝင်လာခဲ့လိုက်တော့မယ်နော်အီတီလည်းရှိရပဲကိုစမတ်စနိုဖီပါလားဘာကိစ္စရှိရတော့
ဒီမှာဘိုးဘိုးအပြင်မှာထွက်စော့မယ်ဆိုပြီးထွက်သွားအခုထိပြန်မလာသေးလို့စိတ်ပူနေကြတာ ဒီလိုကိုစမတ်ရေပြောတော့မပြောချင်ပါဘူးဘိုးဘိုးကိုလေစနိုဖီတို့အိမ်မှာတူတူပုံနိုင်ကစားကြမယ်ဆိုပြီးခေါ်ဆော့ရင်းနဲ့အခုဘိုးဘိုးကပျောက်နေလို့ ဒီကောင်ဘဘကွာတူတူပုံးနဲ့ကိုဘလို့ရှောက်ပုံးနေမှလည်းမသိဘူးလက်ဖက်သွားလားမသိပါဘူးဒုက္ခပါပဲဘယ်လိုလုပ်ကြမလို့ အဲ့ဒါလေကိုစမတ်နဲ့အီတီနေကမမစနိုဖီအိမ်ကိုလိုက်ပြီးတော့ဘိုးဘိုးကိုကူရှာပေးပါလားယင် ရှာပြရမှာပေါ့ဗျာအဲ့ဆိုရင်ကိုကြီးစမနဲ့အီဒီနဲ့လိုက်ခဲ့မယ်လေမတ်စနိုဖီကိုတခါလိုက်ဘဘဝိုင်းရှာကြတာပေါ့ အဲ့ဒါပဲကိုစမတ်ရေဘိုးဘိုးပျောက်နေရတော့တော်တော်ကြာနေပြီစနိုဖီကို3လုံးရှာအောင်မှမတွေ့ဘူးဆိုတော့ကိုစမတ်နဲ့အီတီနဲ့ရှာရင်လည်းတွေ့နိုင်မယ်လို့တော့မထင်ဘူးအဲ့ဒါကြောင့်မလို့စနိုဖီကတခုစဉ်းစားမိရဲ့အီတီမှာဟိုလိုမျိုးဆက်လေးရှိတယ်မလားအဲ့ဒီဆက်ရန်တရားတစ်ခုခုနဲ့အီတီရှာပေးပါလားယင်ဘိုးဘိုးမမအိမ်မှာလာဆော့ပါဆိုမမတောင်ဝင်လေဘိုးဘိုးပျောက်သွားရင်မမတခုခုစိတ်ပူနေရမှာ ဟုတ်တယ်အီတီရေမင်းစီမှာရှိရဲ့ခြေရခံဆက်ဖြစ်ဖြစ်ဘဘိုးအဲ့ဒါနဲ့ငါ့ကိုရှာမနဲ့တူပဲနော်ဒီကောင်ဘေးပြောင်းလည်းမသိဘူးကွာငါ့ကိုအမြန်ရှာမရမယ်မကြခင်မိုးကောင်မှတော့ချုပ်တော့မယ်ကွာနေလဲဝင်လာပြီဆို ဟုတ်ပြီကိုကြီးစမနဲ့မတ်စနိုဖီဒါဆိုအီဒီချီယာကန်ပစ္စည်းလေးထုတ်လိုက်မယ်ဘဘတူတူရှာကြတာပေါ့ Meanwhile. ဝါအဲ့လိုကောင်းရကွာဘယ်နာရီရှိကုန်ပြီလဲမသိဘူးဟာနေပါဦးကွာငါမတ်စနိုဗီအိမ်မှာတူတူပုံနိုင်ဆိုရင်လည်းအိပ်ပျော်သွားတာပဲကွာဟာဒုက္ခပါပဲကွာအပြင်အမြန်ထွက်မှာပဲဒုက္ခပဲငါ့ကိုစိတ်ပူနေကြအောင်ပဲကွာအမလီဟာဟိုမင်္ဂလာပါဗျဘာလို့လူစုံတက်စုံရောက်နေကြရတော့ ဟာဘိုးဘိုးလက်စားတော့မင်းကဗီဒီယိုရဲဝင်ပြီးတော့အိပ်ပျော်နေရပဲကွာငါကမင်းကိုလိုက်ရှာနေရ ဟဲဘိုးဘိုးရဲ့တော်တော်လေးကိုရှာလိုက်ရတယ်မလေးကိုရွှေချောဗီဒီယိုထဲမှာဝင်ပုံးနေတယ်ဟဲ့လားဝင်ပုံးရင်းနဲ့အိပ်ပျော်သွားတယ်မလေးဟဲရှာလိုက်ရငါမခေါင်းမီကိုတောက်နေရပဲ အဘူလေးညာဂိမ်းနီဆိုတာများပြီးတော့ဟုတ်တယ်ဗီဒီယိုရဲမှာအိတ်ချင်တဲ့ဝင်ပြီးတော့အိတ်လိုက်တဲ့ အေးပါကွာဘဘရာငါလည်းမင်းရှာဖို့ဒီမှာပစ္စည်းအများကြီးအစုံလေးထုတ်နေရတယ်ကွာ ကဲဘိုးဘိုးကိုလည်းရှာတွေ့ပြီဆိုတော့အားလုံးလည်းစိတ်အေးသွားပြီကဲဘိုးဘိုးလည်းအိမ်ပြန်ပြီးတော့တေးအိတ်လိုက်ပါအောင်ကြည့်ရတာအိမ်စာရေးလည်းလောက်ရသေးမဲ့ပုံလည်းမပေါ်ဘူးအိမ်စာရေးလည်းပြန်လုံအောင်တေးလည်းအိတ်အောင်အေးဝဝအိတ်နောက်ကြလို့ရှိရင်မမစနိုဗီကိုတူတူပုံနိုင်ကစားမယ်ဆိုလို့ရှိရင်ဘိုးဘိုးအေးဝဝအိမ်မှာလာဆော့ရမယ်နော်ဟမ်မဟုတ်ရင်တော့မမစနိုဗီကိုခေါင်းကိုပူးနေရပဲကဲစနိုဖီရဲ့ GTA ဗီဒီယိုလေးတွေကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like လေးတွေပေးပြီးတော့ comment မှာနောက်ထပ်ဘာဗီဒီယိုလေးကြည့်ချင်တယ်ဘာဇလန်းလေးကြည့်ချင်တယ်ဆိုတာလည်း comment လေးမှာရေးခဲ့ပေးအောင်နော် channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲတတာ